အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဂျပန်စာစကားမိတ်ဆက်ပေါ့နော်ပထမအဦးဆုံးဗီဒီယိုဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကဗာလဲဆိုတော့ဟီရာဂါနာနဲ့ကာတာခါနာနဲ့ခန်ဂျီဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ပထမအဦးဆုံးအနေနဲ့ဟီရာဂါနာပေါ့နော်ပထမအဦးဆုံးအနေနဲ့ဟီရာဂါနာเนาะဂျပန်စကားလုံးအခေါ်ပေါ့နော်ဟီရာဂါနာကာတာခါနာခန်ဂျီပေါ့အဲ့တော့ဒီမှာအရင်ဆုံးကျွန်တော်တို့ဟီရာဂါနာကိုအရင်ဆုံးလေ့လာရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟီရာဂါနာကိုစာပြီးတော့လေ့လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟီရာဂါနာမှာဆိုတာဘာကြီးလဲပေါ့နော်ဟီရာဂါနာမှာဆိုရင်ကျွန်တော်တို့ကဒီဆဲအွန်လို့ခေါ်တယ်ပေါ့နော်ဂျပန်လို့ဆိုရင်ဆဲအွန်လို့ခေါ်တယ်သူ့ကိုတန်ညင်းလို့ဘာသာပြန်တယ်ပေါ့နော်အဲ့တော့ဟီရာဂါနာရဲ့ဘီးစကားလုံးက46လုံးရှိတယ်နောက်ထပ်ပြီးတော့မှသူ့မှာဒါခုအွန်လို့ခေါ်တဲ့တန်မြင့်တွေရှိမယ်နောက်တစ်ခုကတော့ယောအွန်လို့ခေါ်တဲ့နောက်အတန်ထွက်တွေရှိမယ်ပေါ့နော်အတန်အဲ့တော့အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ကဒီအခြေခံကြတဲ့ဒီဘီး46လုံးပေါ့နော်ဆဲအွန်လို့ခေါ်တဲ့ဘီး46လုံးအရင်ဦးဆုံးလေ့လာရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီဆဲအွန်လို့ခေါ်တဲ့ဒီစကားလုံး46လုံးသူ့ကိုဘယ်လိုခေါ်လဲဆိုတော့ဆဲအွန်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကဒီမှာ R E U A O ပေါ့နော်ဒီမှာနော်ဒီကဆိုလို့ရှိရင်သူက line တစ်လိုင်းချင်းစီသွားမယ်ပေါ့နော်တစ်လိုင်းချင်းစီအဲ့တော့တစ်လိုင်းမှာဆိုရင်၅လုံးပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်အရင်ဦးဆုံးကျွန်တော်တို့ပထမဦးဆုံးလေ့ကျင့်ခန်းအနေနဲ့ဒီနော်စကားလုံး10လုံးပေါ့နော်စကားလုံး10လုံးအရင်ဆုံးလေ့ကျင့်မယ်ပေါ့နော်အဲ့ပထမဦးဆုံးဒီမှာဆိုဆဲအွန်လို့နော်အတန်ဒီကောင်ဆဲအွန်လို့ခေါ်တယ်သူ့ရဲ့အောက်မှာအင်္ဂလိပ်အခရာနော်အင်္ဂလိပ်စကားလုံးအနေနဲ့ပါတာကိုရိုမာဂျီလို့ခေါ်တယ်ပေါ့နော်ရိုမာဂျီလို့ခေါ်တယ်ဟုတ်ပြီပထမဆုံးကျွန်တော်တို့အဲ့တော့အတန်ထွက်လေးကိုအရင်ဆုံးကြည့်ရအောင်ပေါ့နော်ပထမဆုံးစကားလုံးကအနော်အလို့အတန်ထွက်မယ်အာအီဒီစကားလုံးက e အဲ့တော့အာ e ဥဒါအတန်ထွက်ကဥအာ e ဥနောက်ထပ်အဲနော်အဲဆိုတဲ့အတန်ထွက်ပေါ့နော်အဲအဲ့တော့ r e u e နောက်ဆုံးစကားလုံးက o မဟုတ်ဘူးနော် o r e u e o r e u e o ဟုတ်ပြီနော်နောက်ထပ်ပြီးတော့ခနော်ခအတန်ထွက်ကပါလေခခိခုခဲခိုမဟုတ်ဘူးเนาะဒီအတန်ထွက်လေးတွေမှားမယ်เนาะဒီမှာဆိုရင်အိုနဲ့အိုလို့အပေါ်မှာဆိုရင်အိုလို့ပြောတတ်တယ်အိုเนาะအဲ့တော့အိုလို့ပြောတတ်တယ်ပေါ့เนาะအတန်ထွက်အမှန်အိုဟုတ်ပြီเนาะ r e u e o အဲ့တော့အိုလို့တွားပြီးဖတ်တတ်တယ်ဒီမှာဆိုရင်ခိုလို့တွားပြီးဖတ်တတ်တယ်ပေါ့เนาะအဲ့တော့အမှန်ခိုဟုတ်ပြီเนาะအဲ့တော့ဒီမှာဆိုရင် r e u e o ခခိခုခဲခို r e u e o ခခိခုခဲခိုဟုတ်ပြီနော်โอเคအဲ့တော့အတန်ထွက်လေးကိုရပြီဆိုရင်ဆက်ပြီးတော့သူ့ရဲ့ရေးပုံရင်းနှီးကိုဆက်ပြီးကြည့်မယ်ပေါ့နော်ပထမဆုံးစကားလုံးမှာဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့ဒီမှာနော်ကိုဒီကလိုလဲရေးလာစာအုပ်မှာဆိုရင်ဒီမှာဇယားခွက်လေးပါလိမ့်မယ်ပေါ့နော်ဇယားခွက်လေးမှာသူကနေပြီးတော့နော်ဒီပထမဆုံးဒီတစ်ချက်ပေါ့နော်တစ်ချက်ကိုဆွဲမယ်ပထမဆုံးဒီမှာမတိုမရှိလေးတစ်ချက်ဆွဲမယ်နောက်ပြီးတော့သူ့ရဲ့နော်အလဲတက်တဲ့နော်အလဲကိုလည်းမကြဘူးနော်အလဲတက်တဲ့မကြတကြလေးကနေပြီးတော့နော်နော်ခောက်ဝိုက်လေးသွားမယ်အဲ့တော့ဒီကောင်ဆွဲတဲ့ခါမှာနည်းနည်းလေးဝိုက်မယ်ပေါ့နော်နည်းနည်းလေးဝိုက်မယ်အကြီးလည်းမဟုတ်ဘူးနည်းနည်းလေးဝိုက်ပြီးတော့နော်ဆွဲမယ်ဆွဲပြီးလို့ရှိရင်ဒီမှာအောက်မှာကျွန်တော်မြင်းချောင်းလေးတစ်ချောင်းထားထားတယ်နော်ဒီမှာဆရာမြင်းချောင်းလေးချောင်းထားတာတွေ့တယ်နော်အဲ့တော့သူကဒီကနေဒီမှာဒီနားလောက်မှာရက်လိုက်တယ်ပဲပေါ့နော်ရက်လိုက်တယ်အဲ့တော့ရက်လိုက်ပြီဆိုတာနဲ့သူကဒီအပေါ်ကနေပြီးတော့အောက်ကိုဖြတ်ရှာမယ်ဖြတ်ရှာတဲ့အခါမှာဒီအောက်ကဒီမှာရက်လိုက်တဲ့နေရာနဲ့ဒီဖက်နဲ့ကိုအညီထားမယ်နော်ဒီမှာတော့သူကဒီမှာတော့သူကဘာလဲဆိုတော့ဟိုရေးချက်ကအကြီးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အောက်နာလေးအစွန်းလေးနည်းနည်းထွက်နေတယ်ဆိုပေမဲ့ကိုကဘောပင်နဲ့ရေးတဲ့အခါမှာဒီကရက်လိုက်တဲ့နေရာနဲ့ဒီဖက်ထိတ်နဲ့ကိုနော်အညီထားမယ်အဲ့တော့ဒီကနေ white ပြီးချလိုက်ပြီးတော့မှဒီအောက်ကိုဒီနားလေးကိုသူနဲ့ဟိုဘက်နဲ့ဒီဖက်ညီသွားပြီဆိုတာနဲ့အပေါ်ကိုပြန် white တင်မယ်ပြန် white တင်ပြီးတော့ဒီဘက်ကို white ကြီးလာပြီးတော့အောက်ကိုဆွဲချလိုက်မယ်နော်ဒီဘက်ကိုပြန်ကတ်လိုက်မယ်ပေါ့နော်အဲ့တော့ပြန်ကတ်တဲ့ခါမှာ तू ကဒီမြင်းနော်သူရဲ့ဒီဘက်ထိတ်ကအညီဒီဘက်မှာဆိုအညီဖြစ်ပေမဲ့ဒီဘက်ကိုဆိုအောက်ကိုနည်းနည်းလေးရောက်တယ်ပေါ့နော်အဲ့လိုမျိုးဆွဲချမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါဆိုတဲ့စကားလုံးနော် e မှာဆိုလို့ရှိရင် तू ကဘာလဲဆိုတော့နော် e မှာဆိုရင် तू ကဘေးတစ်စောင်းလေးပေါ့နော်ဒီမှာရေးချက်ကဘေးတစ်စောင်းလေးဘေးတစ်စောင်းလေးကိုမှခိုက်ဝိုက်လေးသွားတယ်တစ်စောင်းလေးကိုဝိုက်နည်းနည်းလေးစောင်းပြီးတော့ဝိုက်မယ်ဝိုက်ပြီးတော့အောက်ကိုရောက်တာနဲ့အပေါ်ပြန်နော်ဂျိတ်ကောက်လေးပြန်ဆွဲတင်လိုက်တယ်ပေါ့နော်
အဲ့ဒါဆိုရင်ဒီဘက်ကလာတဲ့အခါမှာဒီမှာအပေါ်ကဒီတစ်ကထိတ်နေဒီဘက်က2ကထိတ်နေအညီနေတယ်တွေ့လားနော်အဲ့တော့ဒီဘက်ကနေပြီးတော့ဒီ4ဘက်ထိတ်နေအညီနေရလောက်နော်မလှမ်းမကန်းလေးပေါ့နော်အရန်လည်းမကတ်ဘူးအရန်လည်းမဝေးတယ်မလှမ်းမကန်းလေးကနေပြီးတော့နော်တစ်ခါဝဲလေးတစ်ချောင်းထပ်ဆွဲလိုက်တယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်နော်အနေထားကိုကြည့်မယ်ဆိုရင်အပေါ်ကညီတယ်အောက်ကနော်မညီဘူးဆိုတဲ့ပုံစံလေးတွေ့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုကတော့နော်ဥမှာဆိုလို့ရှိရင်ဒါကအပေါ်အမိုးလေးတစ်ခေါက်ဆွဲတယ်နောက်ပြီးတော့အောက်ကနေပြီးတော့သူ့ကိုနော်ဒီမှာဆိုရင်လည်းအဖြောင့်မဟုတ်ဘူးနော်မြင်းဖြောင့်မဟုတ်ဘူးနော်အောက်နားလေးကိုနည်းနည်းလေးအပေါ်လေးကိုပင့်တင်တဲ့ပုံစံလေးသွားပြီးတော့အောက်ကိုပြန်ဝိုက်ရှာတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့အဲ့မှာလည်းအပေါ်အမိုးလေးလာတယ်အမိုးလေးလာပြီးတော့သူ့ကိုအပေါ်ကိုတဲ့ဒေါင်းနော်အဖြောင့်အပေါ်ဆွဲတင်တယ်အောက်ကိုအဖြောင့်ဆွဲရှာတယ်နောက်ပြီးတော့သူနဲ့ကက်လျက်လာပြီးတော့အောက်ကိုပြန်ဝိုက်ဆင်းသွားတယ်ပေါ့နော်နောက်တစ်ခုကတော့ RU ရဲ့ O ပေါ့နော် O မှာဆိုလို့ရှိရင်လည်းပဲပထမဆုံး R နဲ့နည်းနည်းဆင်တယ်ပေါ့နော်အရင်ဆုံးနော်မတိုမရှိလေးတစ်ကြောင်ဆွဲတယ်အဲ့ဒါပြီးတော့သူ့အလေတက်တဲ့လောက်ကနေပြီးတော့အောက်ကိုတန်းလို့နော်အဖြောင်းတိုင်းဆွဲရှာမယ် sorry အဖြောင်းတိုင်းဆွဲရှာပြီးတော့ခါမှနော်ဒီဘက်ကိုဝိုက်ပြီးတော့ဒီဘက်ကိုအဝိုက်ကြီးယူလိုက်တယ်ပေါ့နော်အဲ့တော့ဒါကတော့ရေးချက်ပေါ့နော်ရေးချက်တွေနဲ့ဒီမှာနော်ပက်တန်လေးတွေနဲ့ရေးချက်လေးတွေနဲ့ပြထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအပေါ်ကစာလုံးကြည်လားဒီမှာတွေ့နော်အပေါ်ကစာလုံးအဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကဒီမှာဆိုရင် तू ကစီကန်းချက်အရာပေါ့နော်စီကန်းချက်အရာဒီမှာဒီဘက်ထိန်းနဲ့ဒီဟိုဘက်ထိန်းညီတယ်လို့ကျွန်တော်ပြောလိုက်ပြီးမယ်လေဒီအပေါ်ကဒီကွန်ပျူတာစာလုံးမှာရေးထားတာမှာကျွန်တော် E ကနော်အပေါ်ဟိုဘက်ထိန်းဒီဘက်ထိန်းမညီတာကိုလည်းတွေ့ရတယ်တွေ့တယ်နော်မညီတာကိုလည်းတွေ့ရတယ်အဲ့တော့ပြဿနာတော့မရှိဘူးဒါပေမဲ့ကိုကဒါအခုမှစပြီးလေ့ကျင့်တာဖြစ်တဲ့အတွက်ကြောင့်နော်အရင်ဆုံးအနေနဲ့ဒီစီကန်းချက်အတိုင်းပဲဆွဲပုံဆွဲနည်းတိုင်းကိုကျွန်တော်တို့နော်သွားမယ်ပေါ့နော်သူရဲ့ရေးချက်အဓိကတော့ဗာလဲဆိုတော့ဒီရေးချက်တွေကိုမမေ့ဘူးလို့လေဟိုမှာတစ်ပြီးမှနှိမ့်လာတာမျိုးပေါ့နော်ဟိုမှာတစ်ပြီး3ကိုကြော်ပြီးဆွဲတာမျိုးမဟုတ်ဘဲနဲ့သူရဲ့ရေးချက်နံပါတ်စင်လိုက်တိုင်းပဲဆွဲဖို့လိုတယ်ပေါ့နော်အဲ့ဒါအဓိကဖြစ်တယ်ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်တို့ကဟုတ်ပြီဒီ၅လုံးကိုသုံးပြီးတော့ကျွန်တော်တို့စာလုံးပေါင်းကိုအရင်ဆုံးကြက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီ၅လုံးကိုသုံးပြီးတော့စာလုံးပေါင်းကြက်မယ်အဲ့ပထမဆုံးအနေနဲ့ကျွန်တော်တို့က A နဲ့ E နဲ့ပထမဆုံးအနေနဲ့ A နဲ့ E နဲ့ဟုတ်ပြီR နဲ့ E နဲ့နှလုံးပေါင်းထားတာကအချစ်ဆိုတဲ့အဓိပ္ပာယ်ရတယ်။အဲ့တော့ဒီမှာအလဲမှာအပြာရောင်မြင်းလိုင်းလေးကိုတွေ့တယ်နော်။အဲ့တော့အပြာရောင်မြင်းလိုင်းလေးကဒါအတန် line ဖြစ်တယ်။အဲ့တော့ intonation လို့ခေါ်တဲ့အတန် line ဖြစ်တယ်။အဲ့တော့ဒီ intonation အပိုင်းနဲ့အသေးစိတ်ကိုတော့ထပ်ပြီးတော့နောက်ထပ်မှထပ်တင်ပေးမယ်။လောလောဆယ်မှာဒီအတိုင်းပဲမှတ်ထားပါ။အဲ့တော့ဒီအတန် line ကဘာလဲဆိုတော့ तू ကအောက်ကိုဆင်းသွားတဲ့အတန်ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီမှာဆို R နဲ့ E နဲ့နှလုံးပေါင်းထားတယ်။အဲ့တော့အတန်ထွက်က I အဲ့တော့ဆိုတဲ့အတန်ကအောက်ကိုဆင်းနှိမ့်သွားတဲ့အတန်ဖြစ်ရမယ်ပေါ့နော်ဥပမာအာဆိုပြီးတော့အပေါ်မတက်သွားရဘူးအာဣလို့မဖြစ်ဘူးပေါ့နော်အဲ့တော့အိနော်အာဣနော်အတန်ကဗာလေအိနော်အတန်ကအောက်ကိုနှိမ့်ပြီးဆင်းသွားအဲ့တော့ဒီနေရာမှာနောက်ကနေပြီးတော့ဒီမှာမြားလေးတွေ့တယ်နော်ဒီမှာမြားလေးထိုးပေးထားတယ်အဲ့မြားလေးထိုးပေးဆိုအာဣလို့အတန်ထွက်တာနဲ့ဟိုမှာအတန်ကဒီမှာအောက်မှာနောက်ကိုဗာလဲဆိုတော့တခါတည်းတစ်ဖြောင်းနဲ့ဆွဲသွားတဲ့အတန်ပေါ့နော်ဥပမာအာဆိုပြီးတော့လေအတန်အနေအမြင်မရှိမလုပ်ရဘူးတခါလေးတစ်ဖြောင်းနဲ့သွားမယ်ဥမာအိုင်ဟုတ်ပြီနော်โอเคနောက်တစ်ခုကတော့အတန်နောက်အပြာရောင်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်အပြာရောင်ဆိုတဲ့အဓိပ္ပာယ်ရတယ်သူကလည်းအောက်ကိုနှိမ့်ဆင်းသွားတဲ့အတန်ဖြစ်တယ်နောက်ကတော့အာနဲ့အိုနဲ့ပေါင်းထားတယ်အာနဲ့အိုနဲ့ပေါင်းထားတယ်အဲ့တော့အောနော်အဲ့တော့ RU ရဲ့ O နော် R နဲ့ O နဲ့ပေါင်းထားတယ်ဟုတ်ပြီနော်အဲ့တော့အော့နော်အော့အပြာရောင်ဖြစ်တယ်ပေါ့နော်ဟိုက်နောက်ထပ်စကားလုံးကတော့ E နဲ့ A နဲ့ပေါင်းထားတယ် E နဲ့ A နဲ့ပေါင်းထားတယ်အဲ့တော့ဒီမှာဆိုရင်အတန်ကအပေါ်ကရှေ့ကနှလုံးကကြာလို့ရှိရင်ကျွန်တော်တို့အနှိမ့်နော်အောက်ကိုဆင်းသွားတဲ့အတန်ဖြစ်တယ်အခုမှကြာကျွန်တော်အပေါ်ကိုတက်သွားတယ်ပေါ့နော်ဒီမှာဆိုရင်တော့အတန်လိုင်းကအပေါ်ကိုတက်သွားပြီးတဲ့အခါမှာအောက်ကိုပြန်ဆင်းတယ်ဆိုတာတွေ့ရတယ်တွေ့ရနော်အဲ့ဒါဆိုရင်ဒီမှာဆိုရင် E နော် E နော်အဲ့မှာကျွန်တော်တို့ REU A ရဲ့ A နဲ့ E နဲ့နော် RE ရဲ့ E နဲ့ပေါင်းထားတာအဲ့တော့ E နော် E မှာဆိုရင် E မဟုတ်ပဲနဲ့ E ဆိုပြီးတော့အတန်အပေါ်တက်သွားတာနော် E ဟုတ်ပြီနော်အတန်ထွက်ကပါလေ E မဟုတ်ဘူး E ဟုတ်ပြီနော် E အဲ့တော့အမြန်ဆိုလိုက်တဲ့အခါမှာ E ဟုတ်ပြီနော်အဲ့လိုဖြစ်သွားမယ်โอเคအဲ့ဒါဆိုရင်အတန်ထွက်ကရပြီနော်နောက်တစ်ခုကတော့
u အဲ့နော်အဲ့တော့အစောက e အဲ့အခုကြတော့ u အဲ့ဟုတ်ပြီနော်အတန်ထွက်ကဒီမှာဆိုရင်အပေါ်တက်သွားမယ်နော် u အဲ့ u အဲ့ u နဲ့ a နဲ့ပေါင်းတယ်အဲ့တော့အပြက်ပေါင်းပြီးဆိုလိုက်တော့ u အဲ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 ့ဆိုတဲ့အပေါ်ဆိုတဲ့နော်ဒီအဓိပ္ပာယ်ကတော့သူ့ရဲ့အပေါ်ပေါ့နော် u အဲ့ဆိုတာအပေါ်နော်အပေါ်ဆိုတဲ့အဓိပ္ပာယ်ရတယ် u အဲ့ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဆိုအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီစာလုံးပေါင်းအခရာ9လုံးနဲ့စာလုံးပေါင်း၄လုံးကိုရအောင်အရင်ကြက်မယ်ပေါ့နော်နောက်ထပ်ပြီးတဲ့ခါမှာနောက်ထပ်အခရာ9လုံးကိုဆက်ပြီးတော့သွားမှာဖြစ်တယ်ပေါ့နော်ဟိုက်